ယ်မျိုးကနာမည်ကြီးဓာတ်ပေါင်းဆိုင်၃ဆိုင်ကိုခေါ်တော့ပေးမှာဖြစ်ပါတယ်ရှင်။ဒဝဲရဆိုလို့ရှိရင်မတီးတဲ့သူမရှိရဲ့အုတ်တရားကြီးလမ်းဆောင်ကဘေဘီမိုးဆိုင်ဖြစ်ပါတယ်ရှင်။ညရောက်ချင်းမှာပဲဟေးမတဲ့ကြရက်လေးနဲ့စားတင်လိုက်ပါတယ်။ကိုစားခြင်းနဲ့ဟင်းရကြောင်းစိတ်သားဟင်းပါရွေးလိုက်မိတာကျတော့အမဲဥဟင်းဖြစ်ပါတယ်ရှင်။ဒါမဲ့ဟန်နီအစားစားနေရပြောတဲ့သူဆိုတော့ဘာနဲ့စားရအားလုံးစင်ပြေပါတယ်ရှင်။ဆိုင်ကလည်းဖွင့်ထားတာနှစ်30တောင်ကြာပြီဆိုတော့လောကမူလိုက်လက်ဟောင်ရတာတိုင်းကိုရတယ်ပေါ့နော်။ဒဝဲမှာဆိုလို့ရှိရင်မတီးတဲ့သူမကြိုက်တဲ့သူလူမျိုးပါတာမရွေးစားလို့ရတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးကြိုက်ကြပါတယ်။ဘာလို့ရက်ပြီးတော့စားနေရလဲဆိုတော့မမေးပါနဲ့။ဆိုင်ကပါဆယ်ပဲဆွဲလို့ရတဲ့ဆိုင်မို့လို့ပါ။အရာတာနဲ့ဟေးအသားကတော့နူးအီးဖက်ပြီးတော့ပေါ့နော်ပါဇက်ထဲမှာစားလိုက်တာနဲ့အကြီးပျော်သွားနဲ့လောက်တဲ့ဒီအရာတာမျိုးရှယ်ကောင်းတာပေါ့နော်ချင်ထိုးတာမှမေ့သွားတာစားပြီးမှတတိရတယ်သဘောကျဆိုတာကြတော့ဟင်းတစ်မျိုးနှစ်မျိုးမဟုတ်ပဲနဲ့ဟင်းတွေအများကြီးကိုမှရွေးဝယ်ရတာပဲဖြစ်ပါတယ်စိတ်ရှိတယ်ဆိုလို့ရှိရင်လက်နဲ့ကြုပ်ရှင်တာပေါ့ဒါပေမဲ့ဆန္ဒကိုသိခါလေးနဲ့ဣဒရရှိလေးထိလိုက်ပါတယ်အခုတော့ဒီကလေးစားစီအောင်တော့ပြမဆလုံးဒါမဲသားကြက်ကြော်ဆိုလို့ရှိရင်အကိတ်ကြီးကွာချင်းမောင်ကျော်ငရုတ်တိဆက်ကြော်တွေအပြင်ကိုမှစိတ်သားဒီလိုမျိုးစင်းသစ်ဘူးလေးတွေရပါတယ်ရှင်ဘဲချီဆာဆာမယိုးဘဲချီဆာဆာမအီဘူးပေါ့နော်ဟန်နီအမြင်နဲ့ဒီဆိုင်ရတာပေါက်ကို10မှတ်မှာဆိုလို့ရှိရင်တော့ဟန်နီက9မှတ်ပေးပါတယ်ရှင်ဟင်းရဲ့ရတာကိုဆိုလို့ရှိရင်10မှတ်မှာဆိုလို့ရှိရင်တော့ဒီ6မှတ်လောက်ပေးပါတယ်ရှင်ဘိုင်ဘိုင်ဒီနေ့ကတော့ဒုတိယဆိုင်မြောက်ဖြစ်တဲ့ဝယ်မှာမတိရသူမရှိရဲ့ဗိုင်မြင့်ဆိုင်အားဓာတ်ပေါက်ကိုပတ်ဆောင်ဖြစ်ပါတယ်ချွတ်ပဲကြရပါတော့ဒီလိုမျိုးဗီဒီယိုရိုက်ပြီးစားပြတာသူများကြီးကြည်ရမရှက်ဘူးလားတဲ့ဟုတ်ကဲ့နည်းနည်းတော့ရှိန်ပါတယ်ဒါပေမဲ့အစားအမြင်နဲ့ဆိုတော့ကျန်တာပါမစိတ်ဝင်စားတော့ပါမတပါအတီးစိုးပါတယ်ဒါဘောပေါ့နော်ဟိုအပီရလေးနာပေပေါ့ပေါ့ကကြီးပေါ့ပါအခုကျတော့အလူကနာစီပြဟင်းရှစ်ပေးရပေါ့နားနာကိုမှအချစ်သားဟာဘူးအနံဘူးမွေးနေမဆလာနာထဖောရနာဒီဆိုင်မှာကျကြက်သားဟင်းနဲ့စိတ်သားဟင်းဆိုပြီးနှစ်မျိုးရပါတယ်ကြက်သားနဲ့ဆိုလို့ရှိရင်တပွဲ8000ပါစိတ်သားနဲ့ဆိုရင်တော့တပွဲ1000ပါရှင်တချို့တော့မတီးပါဘူးဟန်နီကတော့ကြက်သားချီလေးနဲ့တွဲစားရတာပို့ပြီးတော့ကြိုက်ပါတယ်သူကအီလဲပြည်တယ်ပေါ့နော်ဆိုင်ကညနေပဲလောက်မှစားဖွဲ့ပါတယ်ဒါမှရတဲ့ခြေအားကြတော့ညနေ3နာရီခွဲကနေပြီးတော့စားရပါတယ်ရှင်ခုကြည့်ရင်လည်းစားချင်နေမလားအမြန်သွားတော့အေကန်လေးတရက်ပေးရတယ်ခုလာမဲ့မွေးနေ့မှာဓာတ်ပေါက်ချက်သားဟင်းကျွေးရမလားလို့စဉ်းစားနေပါတယ်ဒါပေမဲ့မကျွေးတော့ပါဘူးတချို့ကတော့မသိဘူးပေါ့နော်ဟန်နီကတော့ဒီဓာတ်ပေါက်ထမင်းကိုမှထမင်းဖြူလေးနဲ့ရောစားရတာပို့ပြီးတော့ကြိုက်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ဟင်းချိုကတောက်လို့မရှိဘူးဒါပေမဲ့ဒီဆိုင်မှာကျတော့ဟင်းချိုကကြက်ရုံဟင်းချိုမှာချင်းကန်ဆက်လေးဖြစ်အောင်ဆိုပြီးတော့ချင်းမောင်ရွက်လေးနဲ့စစ်စစ်ဆက်ဆက်လေးချက်ပေးထားတယ်ပေါ့နော်ဒီဆိုင်နဲ့ဘီမိုးဆိုင်ကြိုက်လို့ဒီတန်ပေါက်ကိုပေါ့နော် rating တူတူလေးပေးထားပါတယ်ရှင်9မှတ်ပေးထားပါတယ်ဟင်းကိုကျတော့10မှတ်မှာဆိုလို့ရှိရင်တော့10မှတ်ပေးပါတယ်ရှင်ဘိုင်ဘိုင်ဓာတ်မောက်လို့ပြောလိုက်တာနဲ့ဒီဆိုင်ကလည်းမပါမဖြစ်ပါပဲเนาะဒီနေ့ကတော့ဒီဝယ်မှာနာမည်ကြီးဆိုင်ဒီဇိုင်းဖြစ်တဲ့မဲတူဓာတ်ပေါက်ကိုတောက်စားပြမှာဖြစ်ပါတယ်ဘက်မှာတနေ့ကနေတရက်ပဲရပါတယ်ဒါတော့မှလက်မြန်မှရမယ်เนาะကြက်တော်ချင်းပဲဟင်းချိုကကြတော့ free ပေးထားတာဖြစ်ပါတယ်ဟန်နီကကြတော့ကြက်ပေါင်နဲ့မှာတာပါသူကကြက်ပေါင်ရတယ်ကြက်ရင်ပုံရတယ်ကလီစာရပါတယ်ရှင်သူကဘာနဲ့ပဲယူတပွဲကို1000ပါရှင်ဟန်နီရှိမှတည်းအခုချက်ချင်းပဲအိုးကြီးနဲ့ရောက်လာပြီးတော့အခုချက်ချင်းပဲပါဆယ်အကူထုတ်ပြီးတော့ကုန်သွားပါတယ်အဲ့ဒါကလာကြည့်ဒါမှဘယ်လောက်ထိကြိုက်ကြလဲဆိုကျန်တဲ့နေ့တော့မတီးဘူးနော်ဟန်နီတောက်စားခဲ့တဲ့နေ့ကကျတော့ကြက်ပေါင်ကျတော့နည်းနည်းမာနေတယ်ပေါ့မဆလာနဲ့မွေမွေလေးနဲ့မဆလာကြိုက်တဲ့သူတွေတက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဆင်ပြေပါတယ်နောက်တစ်ခုဟန်နီအများကြီးမျှော်လင့်ထားတာတော့ဟင်းချိုဖြစ်ပါတယ်သူကပဲဟင်းချိုဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးမျှော်လင့်ထားတာပေါ့နော်သူကရတာနည်းနည်းပေါ့နေလို့ပါရှင်သူတန်ပါကကျတော့ဟင်းနဲ့တခါလေးရောပြီးသားဆိုတော့နည်းနည်းတော့အီရယ်ပေါ့နော်ဒီဆိုင်ကို rating ပေးရမယ်ဆို10မှတ်မှာ9မှတ်ပေးပါတယ်ရှင်ဟင်းချိုကကျတော့10မှတ်မှာဆိုလို့ရှင်2မှတ်ပဲပေးပါတယ်ရှင်ဒါတော့ဘယ်ဆိုင်လေးသွားပြီးတော့ review လုပ်အောင်မလဲစမ်းမြှော်ပေးပါဦးရှင်